ရားရှိခိုးပြီဆိုလို့ရှိရင်ကိုယ်နှစ်ဖူးကကြမ်းမော်တိုက်နေတာဖြစ်ပေမဲ့လို့ဘုရားရဲ့ခြေပမိုးပေါ်မှာငါဥတိုက်နေရတယ်လို့ဆိုပြီးတော့စိတ်ထဲကရှီမှန်းပြီးတော့အဲ့လိုရှိခိုးမယ်ဆိုရင်ကောသလမင်းကြီးရှိခိုးလို့ရတဲ့ကုသိုလ်မျိုးကိုမှလည်းရဘာဖြစ်လို့ဒီလိုပြောရလဲလို့ဆိုရင်စိတ်ဟာကြည်နူးမှုဖြစ်လာမယ်ပြိဋိဘံသံမိတာဘုရားပဲဖြစ်စေသက်တော်ထင်ရှားဘုရားရှင်မှာပဲဖြစ်စေဒိဋ္ဌံတေနိဗ္ဗုတေစေဝသမေစိတ်တေတမံဖလံဆိုတဲ့စကားရှိတယ်သက်တော်ထင်ရှားမြတ်စွာဘုရားကိုရှိခိုးတာပဲဖြစ်စေပြိဋိဘံသံပြီးမြတ်စွာဘုရားကိုရှိခိုးတာပဲဖြစ်စေစိတ်ဓာတ်ချင်းတူညီစွာထားပြီးတော့ရှိခိုးနိုင်လို့ရှိရင်တမေစိတ်တွေတမန်ဖလံစိတ်တူလို့ရှိရင်အကျိုးတရားလည်းတူတယ်လို့ဒီလိုခေါ်ထားရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကောသလမင်းကြီးဘုရားရှိခိုးသလိုဘုရားရုပ်ပွားတော့ပဲဖြစ်စေသို့မဟုတ်စိတ်နဲ့မှန်း၍ဖြစ်စေဘုရားကိုဥချပြီးဆိုတဲ့အခါမှာဘုရားရဲ့ခြေထောက်ကိုနှစ်ဖူးနဲ့တိုက်ပြီးဥချရတယ်လို့စိတ်ထဲမှာအာယုံယူပြီးတော့ဥချတဲ့နဲ့ပေါ့ဒီလိုဆိုတာပေါ့နော်အဲ့ဒါလို့ဥချလိုက်ရလို့ရှိရင်စိတ်ထဲမှာဖြစ်ရတဲ့တရားစွမ်းအားတွေဟာအမှန်တမ်းကြီးမားအမှန်တမ်းကြီးမားလို့မိမိတဏ္ဍာမှာဖြစ်လိုက်တဲ့ကုသိုလ်ရဲ့အရှိန်အဝါဟာလည်းအမှန်တမ်းအစွမ်းထက်တယ်လို့ဒီလိုပြော